တဲကန်နာရဲ့ပြင်းထန်တဲ့နေပူရှိန်အောက်မှာလူတစ်ယောက်စီးသွားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ဘေးနာကမြေကြီးပေါ်မှာတောက်ပနေတဲ့ရွှေရောင်လင်းတဲ့တစ်ခုကိုသူတတိထားမိသွားပါတယ်။သူအံ့ဩတုန်လှုပ်သွားပြီးအဲ့ဒီနေရာစီကိုရှောက်သွားခဲ့တဲ့ဆူဆူဆန်းဆန်းတဲ့တဲတွေကိုဖယ်ရှားကြည့်တဲ့အခါမှာတော့ခဏအတွင်းမှာပဲသူ့ရှိမှာထူဆန်းပြီးကြီးမားတဲ့ပုံစံတစ်ခုပေါ်ထွက်လာပါတယ်။ဒါဟာရွှေတောင်ကြီးတစ်ခုလိုပါပဲ။သူလက်ဖြတ်သွားပြီးသူ့ရဲ့အဖော်ဖြစ်သူဘက်ကိုလှည့်ကြည့်လိုက်တယ်ခဏလောက်ဝေခွင့်မရဖြစ်ပြီးနောက်မှာတော့သူ့အဖော်ကိုအော်ခေါ်လိုက်ပါတယ်အဖော်ဖြစ်သူအနားရောက်လာပြီးဒီမြင်ကွင်းကိုမြင်တဲ့အခါစွန့်သွားခဲ့ရတယ်မိမိတို့ရှိမှတန်ဖိုးမဖြစ်နိုင်တဲ့ယန္တနာတိုက်ကြီးရှိနေမှနှစ်ယောက်စလုံးသဘောပေါက်သွားကြပါတယ်ဒါဟာတကယ်ရွှေစစ်ဟုတ်မဟုတ်တေချာစေဖို့အတွက်အဖော်ဖြစ်သူကချက်ချင်းပဲမိချစ်တစ်ခုထုတ်ပြီးမိရှုလိုက်ပါတယ်ပုံမှန်အားဖြင့်ရွှေဟာအပူပေးရင်မဲသွားတတ်ပါတယ်ဒါပေမဲ့ဒီနေရာမှာတော့ထူးထူးခြားခြားဖြစ်ပြနေခဲ့တဲ့နိုင်ဝက်လောက်အပူပေးပြီးတဲ့တိုင်အောင်အဲ့ဒီရွှေဟာအရင်တိုင်းပဲရှိနေခဲ့တဲ့အတွက်ဒါဟာအလွန်တန့်စင်တဲ့ရွှေစစ်ဖြစ်ကြောင်းထင်ရှားသွားပါတယ်သူတို့နှစ်ဦးဝမ်းသာအားရဖြစ်ပြီးပေါက်ပြားတွေကစတင်တူးဆွကြပါတော့တဲ့နိုင်ပေါင်းများစွာပင်ပန်းပန်းတူးခဲ့ပေမဲ့လည်းရွှေတောင်ရဲ့အောက်ခြေထိမရောက်နိုင်ခဲ့ကြဘူးဒါဟာရိုးရိုးရွှေတုံးမဟုတ်ပဲအေယာမရွှေတောင်ကြီးတောင်ဖြစ်မှန်သူတို့တည်သွားကြတယ်အပြင်ကိုဆွဲထုတ်ဖို့သူတို့ရဲ့အင်အားရှိသမျှသုံးပြီးစူးစမ်းခဲ့ကြပေမဲ့နည်းနည်းလေးတောင်မလှုပ်ရှားခဲ့ပါဘူးနောက်ပြီးတော့ကျိုးနဲ့ချီပြီးကားနဲ့ဆွဲဖို့စူးစမ်းခဲ့ကြပေမဲ့ကျိုးကပြတ်သွားခဲ့ပြီးရွှေကတော့မူလနေရာကနေတုတ်တုံမြမလုပ်ခဲ့ပါဘူးအချိန်ချင်းစူးစမ်းခဲ့ပေမဲ့လည်းလုံးဝကြာရှုံးခဲ့ရပါတယ်နောက်ဆုံးမှာတော့သူတို့အတွက်တခုတည်းသောနီလန်ပဲကြံပါတော့တယ်နှစ်ယောက်စလုံးလက်ပလာနဲ့ပဲပြန်ပြီးတူးဆွကြပြန်တယ်နိုင်ပေါင်းများစွာကြာပြီးတဲ့နောက်မှာလည်းရွှေရဲ့အဆုံးကိုမမြင်ရသေးပါဘူးဖြည်းဖြည်းချင်းမှောင်လာပြီးတဲကန်နာရထဲမှာတောခွေးတွေရဲ့အနေရကလည်းပုံမကြီးထွားလာပါတယ်သူတို့ရဲ့လုံခြုံရေးအတွက်ထင်းတွေစုဆောင်းပြီးမိဖို့လိုက်ကြတယ်မိအောင်အောင်မှာနှစ်ယောက်စလုံးကိုယ်တွေးနဲ့ကိုယ်နှင်းမျောနေကြပါတယ်ခဏအကြာမှာတော့စိတ်အေးထားပြီးနောက်ထပ်လုပ်ရမယ့်အဆင့်ကိုစဉ်းစားဖို့ဆုံးဖြတ်လိုက်ကြတယ်အရေးကြီးဆုံးကတော့ဒီရွှေတွေကိုအမြန်ဆုံးထုတ်ယူဖို့ပါပဲအဖော်ဖြစ်သူကအစီအစဉ်တစ်ခုဆွဲလိုက်ပါတယ်သူတို့နှစ်ယောက်ခွဲရမယ်လို့ပြောပါတယ်လူတစ်ယောက်ကအနီးနားကမြို့ကိုသွားပြီးတူဖို့ရေးစက်ပစ္စည်းတွေတွားယူရမယ်နောက်တစ်ယောက်ကတော့ဒီမှာပဲနေပြီးရွှေတွေကိုစောက်ရှောက်ရမယ်အရှိတ်ဘက်မှာမြို့ငယ်လေးတစ်မျိုးရှိတယ်လို့သူကပြောပြပါတယ်အသွားပြန်၄ရက်ကြာမြင့်မှာဖြစ်ပြီးပြင်ဆင်ချိန်ပါပေါင်းရင်စုစုပေါင်း9ရက်ခန့်ကြာမှာဖြစ်ပါတယ်သူ့ရဲ့အတွေ့အကြုံကိုအခြေခံပြီးအဖော်ဖြစ်သူကပဲတွားဖို့တာဝန်ယူခဲ့ပါတယ်သူကပဲဒီအလုပ်အတွက်အသင့်တော်ဆုံးလူလို့ပြောပါတယ်ဒါပေမဲ့နစ်ကဒီစီစဉ်ကိုလုံးဝသဘောမကျပါဘူးဒီယတနာကိုသူကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်သူဟာဒီနေရာကနေထွက်ခွာသွားရမယ့်အစားတရားတာကိုပဲကိုသဘောကျပါလိမ့်မယ်နစ်ရဲ့စိတ်ပိုင်းဖြတ်မှုကလုံးဝခိုင်မာနေတာကိုမြင်တဲ့အခါသူ့အဖော်ကတဲကန်တာရဲ့အန္တရာယ်ရှိတဲ့အမှန်တရားတွေကိုရှင်းပြခဲ့ပါတယ်ဒီနေရာမှာအချိန်တိုင်းမသိနိုင်တဲ့အန္တရာယ်တွေပုံကွယ်နေကြောင်းတော်ရိုက်တိရစ္ဆာန်တွေရဲ့ရန်ကနေမိမိကိုယ်ကိုကာကွယ်ရမှာဖြစ်တယ်လို့တဲကန်တာရဲ့ရက်စက်တဲ့ရာသီဥတုကိုလည်းရင်ဆိုင်ရမှာဖြစ်ကြောင်းပြောပြပါဒီလိုနေရာမျိုးမှာတစိမ့်တယောက်ကိုယုံကြည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးပြီးတော့အဓိကအချက်ကသူတို့ရဲ့ရွှေတွေကိုဘယ်သူမှပြလို့မရပါဘူးအစားအစာကုန်သွားရင်လည်းသူတို့ကိုယ်တိုင်အမဲလိုက်ရမှာဖြစ်ပါတယ်သူကနစ်ကိုဆုံးဖြတ်ချက်တိုင်းမချခင်နှစ်ခါပြန်စဉ်းစားဖို့အကြံပေးခဲ့တယ်ဒါပေမဲ့နစ်ကတော့သူ့အတ္တအတိုင်းပဲစွတ်တရုပ်လုပ်နေခဲ့တယ်သူ့အတွက်တော့ဒီယတနာဟာဘယ်ရာထက်မဆိုပိုပြီးတန်ဖိုးရှိနေပါတယ်ဖြစ်ရဲ့စိတ်ကူးကိုပြောင်းလဲလို့မရတော့တာကိုမြင်တဲ့အခါအဖော်ဖြစ်သူကစိတ်နေရကပဲပိုကောင်းလိမ့်မယ်လို့တွေးလိုက်ပါတယ်နောက်တနေ့မနက်မှာတော့နှစ်ယောက်စလုံးပစ္စည်းတွေစတင်ခွဲချမ်းကြပါတယ်အဖော်ဖြစ်သူကကားအင်ဂျင်ကိုအေးမြအောင်ထိမ့်သိမ့်ပေးမဲ့မရှိမဖြစ်ပစ္စည်းတွေကိုယူဆောင်သွားခဲ့ပြီးရေမြောက်များကိုလည်းယူသွားခဲ့ပါတယ်မထွက်ခွာမီသူကနစ်ကိုဆက်တလိုက်ဖုန်းတစ်လုံးပေးခဲ့ပါတယ်ဒါနဲ့ပဲသူတို့ဆက်သွယ်ကြမယ်လို့ပြောပါတယ်ပြီးတော့ပြုံးပြီးတွေးကြည့်စမ်းငါပြန်လာရင်ငါတို့ဘလောက်တောင်ချမ်းသာသွားမလဲလို့ပြောပြီးဖုန်းထောင်းထောင်းနဲ့မောင်းထွက်သွားပါတော့တယ်အခုတော့ပတ်လည်မှာတိတ်ဆိတ်မှုတွေပဲရှိပါတော့တယ်ကြီးမားပြီးလူသူကင်းမဲ့တဲ့တဲကန်နာယာကြီးရဲ့အလယ်မှာနစ်တယောက်တည်းလုံးဝအထီးကျန်ရစ်ခဲ့ပါပြီအရင်ဆုံးသူကရွှေတွင်းကိုဘယ်သူမှအလွယ်တကူရှာမတွေ့နိုင်အောင်တဲတွေနဲ့ပြန်ဖုံးလိုက်ပါတယ်ပြီးတော့မိုးကာဆောက်ကိုတုံးပြီးယာယီနေကမိုးတစ်ခုလှုပ်လိုက်တယ်ညဘက်အန်ရတွေကိုတတိပြုမိတဲ့အတွက်ထင်းတွေကိုကြိုတင်စုဆောင်းထားခဲ့ပါတယ်မိဖို့ပြီးမိမိကိုယ်ကိုတောခွေးတွေရန်ကနေကာကွယ်ခဲ့တဲ့အတွက်သူ့ရဲ့ပထမဆုံးညဟာဘာအန်ရမှမရှိဘဲကုန်းဆုံးသွားခဲ့ပါတယ်ဒါပေမဲ့နောက်တနေ့မနက်မှာထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်သူနိုးချင်းမှာပဲအဝေးကတောက်ပနေတဲ့အရာတစ်ခုကိုလှမ်းမြင်လိုက်ရတယ်ခဏလောက်တော့ဒါဟာနောက်ထပ်ရွှေတွေဖြစ်နိုင်မလားလို့တွေးမိတယ်မျောလင်းချက်နဲ့တန်တရားကြားမှာလှုပ်ခတ်ရင်းအဲ့ဒီဘက်ကိုရှောက်သွားခဲ့တယ်အနားရောက်လို့ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့မျောလင်းချက်တွေပြပြသွားခဲ့ရပါတယ်ဒါဟာပြက်ကျနေတဲ့လေရင်ပြက်တစ်ခုရဲ့အကျွင်းကြံညတာဖြစ်ပါတယ်ဒါပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာတော့သူ့အတွက်အခွင့်အရေးတစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒီနေရာဟာနေထိုင်ဖို့အတွက်လုံးဝအဆင်ပြေပါတယ်အတွင်းပိုင်းအပူဒဏ်ခံစနစ်ကလည်းတော်တော်လေးကောင်းမွန်ပါတယ်တိုးတော်လဲသူ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေတိုးလာခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာမှာရွှေရဲ့အရေးရောင်မြပင်မရှိလို့ပါပဲ။သူအရာအလုံးဆွန့်လွတ်ခဲ့ရတဲ့ရွှေတွေနဲ့ဝေးဝေးမှာသူမနေနိုင်ပါဘူး။ဒါကြောင့်သူကအဲ့ဒီလေရင်ပြက်ကိုစတင်ဖြတ်စီးပါတော့တယ်။အပိုင်းပိုင်းဖြတ်ပြီးတိချစီခွဲထုတ်ခဲ့တယ်ပြီးနောက်အဲ့ဒီအပိုင်းစတွေကိုသူ့ရဲ့စခန်းစီကိုဆွဲယူလာခဲ့ပါတယ်။ပင်ပန်းလှုပ်ဆောင်ပြီးတဲ့နောက်ဆုံးမှာတော့သူနေထိုင်ဖို့နေရာတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။အခုတော့ရွှေတောင်ကြီးကသူ့ရဲ့အရှိတက်မှာရှိနေပါပြီ။လက်နဲ့ထိလို့ရတဲ့အထိအနားမှာရှိနေတဲ့အတွက်ဒီခံစားချက်ကသူ့ကိုစိုးရိမ်စိတ်ကင်းပြီးရဲရင်စေခဲ့ပါတယ်ဒါပေမဲ့တဲကန်နာရဲ့အမှန်တရားကတော့တခြားစီပါပဲအပေါ်ကနေကြားရောက်နေတဲ့ပြင်းထန်တဲ့အပူချိန်ကအခြေအနေတွေကိုအလွန်ခက်ခဲစေခဲ့ပါတယ်မြေပြင်အပူချိန်က50 degree centigrade ထက်ပိုမိုမြင့်မားနေပြီဖြစ်လို့ဖြည်းဖြည်းချင်းသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာတက်ရောက်မှုတွေပြလာပါတယ်သူ့ရဲ့နဖူးနဲ့လည်ပင်းတွေဟာပြင်းထန်တဲ့နေပူချိန်ကြောင့်လောင်ကျွမ်းလာခဲ့ပြီးမကြာခင်မှာပဲနာကျင်စရာကောင်းတဲ့အရေးကြီးမှုတွေထွက်လာပါတယ်နစ်ခါရင်ထိုးရင်းနဲ့ရွှေတောင်ကြီးစီကိုရှောက်သွားခဲ့တဲ့သူ့ရဲ့အခြေအနေကအားနည်းနေပြီဖြစ်ပေမဲ့မျက်လုံးထဲမှာတော့လောဘတွေတောက်ပနေတော့ပါပဲမိမိရှိမှတောက်ပနေတဲ့ရွှေတွေကိုမြင်ပြီးသူ့ကိုယ်သူမထိန်ချုံနိုင်တော့ပါဘူးသူ့ရဲ့စိုးရိမ်စိတ်ကအထိန်ကုန်မဲ့သွားခဲ့ပါပြီသူရှိသမျှအင်အားသုံးပြီးရွှေတုံးကိုချိုးပက်လိုက်ပါတယ်အဲ့ဒီရွှေတုံးကိုတိကျခွဲထုတ်ခါနီးမှာပဲဆက်တလိုက်ဖုံးမိလာပါတယ်တစ်ဖက်ကတော့သူ့ရဲ့အဖော်ဖြစ်ပါတယ်သူကအလုပ်တွေပြီးလို့ပြန်လာရမလားလို့မေးနေတာမဟုတ်ပဲဒီချိန်မှာတော့သတင်းဆိုးယူလာခဲ့တာဖြစ်ပါတယ်ကားအင်ဂျင်အပူလုံကဲသွားတဲ့အတွက်အခုထိပြင်ဆင်ရေးဆိုင်မှာပိတ်မိနေပြီးအနည်းဆုံးနောက်ထပ်တစ်ရက်လောက်ပြန်မလာနိုင်သေးကြောင်းပြောပါတယ်နစ်ကချက်ချင်းပဲသူ့ရဲ့တိုးတက်မှုကိုပြောပြလိုက်ပါတယ်သူရွှေတုံးကြီးတုံးကိုခွဲထုတ်
ထုတ်နိုင်ခဲ့ပြီလို့ပြောပါတယ်သူ့အဖေလာရောက်ယူဆောင်သွားလိမ့်မယ်လို့သူမျှော်လင့်နေခဲ့တာပါအဲ့ဒီရွှေတတုံးတဲ့တင်ကိုပဲတန်ဖိုးမဖြတ်နိုင်အောင်ပါပဲဒါပေမဲ့သူ့အဖေကအားမရပါဘူးသူ့ရဲ့မျက်လုံးကရွှေတောင်ကြီးတစ်ခုလုံးပေါ်မှာရှိနေတာပါသူက Nick ကိုဆက်ပြီးကြက်ကြက်ခံနေဖို့နဲ့သူအမြန်ဆုံးပြန်လာဖို့ကြိုးစားမှာဖြစ်ကြောင်းပြောပါတယ်အခြေအနေအရ Nick မှာလက်ခံဖို့ကလွဲလို့တခြားနည်းလမ်းမရှိပါဘူးညာဘက်နဲ့တိုင်းလာတာနဲ့အမျှတဲကန်နာရရဲ့အနေရကပုံမကြီးထွားလာပါတယ်တောခွေးအုပ်ကြီးကအနီးနားမှာလှည့်လည်နေကြတယ်မိမိအသက်ကိုကာကွယ်ဖို့အတွက် Nick ကလက်နက်ကိုကင်ဆွဲလိုက်ပါတယ်သူလုံးဝတတိအပြစ်ထားနေခဲ့တယ်အမတစ်ခုလေးတောင်ဖြစ်မခံနိုင်ပါဘူးဒီတိရစ္ဆာန်တွေအခွင့်အရေးရသွားရင်သူ့ကိုအရှင်လက်လက်ချန်ထားမှာမဟုတ်မှန်သူသိပါတယ်တညလုံးအဲ့ဒီတိရစ္ဆာန်တွေနဲ့ပြင်းထန်တဲ့ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာတော့ဘာမှမရတဲ့အတွက်တောခွေးတွေဖြည်းဖြည်းချင်းဆုတ်ခွာသွားခဲ့ကြပါတယ်Nick အလုံးမောပန်းနေပါပြီသူအနားယူခြင်းုံတက်ပါပဲဒါပေမဲ့ရပောင်းများစွာပြင်းထန်တဲ့နေပူချိန်ကြောင့်သူ့ရဲ့အခြေအနေကဆိုးရွားနေခဲ့ပါပြီသူ့ရဲ့အရေးပြားတွေဟာဆူဆူရွားရွားလောင်ကျွမ်းနေပြီးသူ့မျက်နှာကိုတော့မှတ်မိဖို့မလွယ်ကူတော့ပါဘူးနာကျင်မှုကအလွန်ပြင်းထန်လို့ရေကိုထိတွေ့ဖို့တော့မဖြစ်နိုင်တယ်လို့ခံစားရပါတယ်အခုသူ့ရဲ့တစ်ခုတည်းသောခွန်အားကတော့ဘလို့အခြေအနေမျိုးမှမဆိုကာကွယ်ခြင်းနေတဲ့အဲ့ဒီရွှေတောင်ကြီးပါပဲဒါပေမဲ့ရက်တွေကုန်လွန်လာပြီးသူ့ရဲ့ရိတ်ခါတွေလည်းကုန်ဆုံးသွားခဲ့ပါပြီမျက်မှောက်ချင်းနဲ့ရင်းငက်ချင်းကသူ့ကိုအားနည်းစေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အမြင်ထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုသတိပြုမိလိုက်ပါတယ်ဖျောင်းနိုင်လို့အချောင်းတစ်ခုကသူ့စီကိုဖြည်းဖြည်းချင်းရှော့တိုက်လာနေခဲ့တယ်သူစိုးရိမ်တကြီးနဲ့အဲ့ဒါကိုဖမ်းကင်မှုစူးစမ်းခဲ့ပါတယ်ဒါဟာတစ်ခုခုအသုံးဝင်မဲ့အရာဖြစ်နိုင်တယ်လို့သူတွေးမိတာပါဒါပေမဲ့အဲ့ဒါကိုကောက်ယူလိုက်တဲ့အခါမှာတော့သူ့လက်ထဲမှာအသုံးမဝင်တဲ့အမိုက်တစ်ခုသာဖြစ်နေခဲ့ပါတယ်ဒါတင်မကသေးပါဘူးဒီလိုစူးစမ်းရင်းနဲ့သူ့ရဲ့အစားအစာတွေပါမြေကြီးပေါ်ပြုတ်ကျသွားခဲ့ရပြီးထိုးထက်ပိုပြီးဆိုးရွားတာကတော့သူ့ရဲ့တစ်ခုတည်းသောရေဘူးပါမှောက်သွားခဲ့ရပါတယ်သူကဲတင်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့အခုတော့အချိန်နှောင်းသွားခဲ့ပါပြီနောက်တစ်နေ့မှာ Nick ဟာလေရင်ပစ္စည်းကိုထပ်မံရောက်ရှိလာပြန်ပါတယ်သူကပစ္စည်းအချို့ကိုယူပြီးသူ့ရဲ့စခန်းကိုပုံမခိုင်ခန့်အောင်လုပ်ဖို့စဉ်းစားခဲ့တာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဝေးကနေလာနေတဲ့လူလေးတစ်ခုကိုလက်မြင်လိုက်ရတဲ့အမျိုးသမီးတစ်ယောက်ကသူ့စီကိုဖြည်းဖြည်းချင်းရှောက်လာနေတာပါ Nick လက်ဖြတ်သွားပြီးချက်ချင်းပဲလေရင်ခန်းထဲမှာပုံအောင်လိုက်ပါတယ်သူကသူ့ရဲ့တံမိုးကြီးရွှေတွေကိုအမြန်ဖုံးကွယ်လိုက်ပြီးနောက်ဘာမှမဖြစ်ခဲ့တဲ့လိုမျိုးအပြင်ကိုထွက်လာခဲ့ပါတယ်မိမိကိုယ်ကိုရိုးရိုးရှင်အမိုက်ကောက်သမားတစ်ယောက်လိုဟန်ဆောင်ပြခဲ့ပါတယ်အမျိုးသမီးကဒါကိုမြင်ပြီးအံ့ဩသွားခဲ့တယ်ဒီလိုလူသူကင်းမဲ့တဲ့နေရာမှာလူတစ်ယောက်ကဘာဖြစ်လို့အမိုက်ရှင်းလင်းရေးလုပ်နေရတာလဲဆိုတာသူနားမလည်နိုင်ပါဘူးသူကဂယုဏတက်ပြီး Nick ကိုစားဖို့အတွက်မုတ်ချောက်ချုပ်ပေးခဲ့ပါတယ်ဒါပေမဲ့ Nick ရဲ့အခြေအနေကတော့အခုချိန်မှာစားလောင်မှုကိုတော့မခံစားရတော့ပါဘူးဒါကိုမြင်တော့အမျိုးသမီးကသူ့ရဲ့ရေဘူးကိုယူပြီးရေကိုတကုံကုံတောက်ပြခဲ့ပါတယ်ဒီအတန်ကိုကြားရတဲ့အခါ Nick ရဲ့လက်ချောင်းကပိုပြီးခြောက်သွေ့လာခဲ့ပြီးသူ့ရဲ့ရင်ငတ်မှုကလည်းပုံမပြင်းထန်လာခဲ့ပါတယ်အမျိုးသမီးက Nick တစ်ခုခုကိုဖုံးကွယ်ထားမှရိပ်မိသွားပါတယ်သူကိုယ်တိုင်အမှန်တိုင်းပြောပြလိုက်မယ်လို့မျှော်လင့်နေခဲ့တာပါဒါပေမဲ့ Nick အတွက်တော့ရွှေတောင်ရဲ့လှုပ်ဝက်ချက်ကိုဖွင့်ဟဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူလိမ့်ညာပြောဆိုခဲ့ပါတယ်မိမိကိုယ်ကိုဆင်းရဲတဲ့ကောက်ရိုးကောက်သမားတစ်ယောက်လို့ပြောခဲ့ပေမဲ့အမျိုးသမီးကတော့သူ့စကားကိုလုံးဝမယုံကြည်ပါဘူးဒီလိုလူသူကင်းမဲ့တဲ့နေရာကိုဘသူကအမိုက်ကောက်ဖို့လာမှလဲလို့သူတွေးမိပါတယ် Nick ကအမှန်တရားကိုထပ်ခါတလဲလဲဖုံးကွယ်နေတဲ့အတွက်အမျိုးသမီးကသူ့ရဲ့စခန်းစီကိုတန်းပြီးပြေးသွားပါတော့တယ်ဒါကိုမြင်တော့ Nick အလွန်တုန်လှုပ်သွားပြီးသူ့နောက်ကိုချက်ချင်းလိုက်ကတားဆီးခဲ့ပါတယ် Nick ကသူ့ကိုဖြောင်းဖြဖို့ကြိုးစားရင်းလေရင်ပြည့်ရဲ့အစိပ်ပိုင်းတွေကိုပေးနိုင်ကြောင်းနဲ့ဒီနေရာကနေထိုင်ဖို့လုံခြုံကြောင်းပြောခဲ့ပါတယ်ဖြည်းဖြည်းချင်းသူတို့နှစ်ဦးသဘောတူညီချက်တစ်ခုရရှိသွားပြီးကိုယ့်အလုပ်ကိုလုပ်ကြပါတော့တယ် Nick ကသူ့ကိုစခန်းထဲကိုခွင့်ပြုချက်မရှိဘဲချိန်မလန်းဖို့ပြင်းပြင်းထန်ထန်တတိပေးခဲ့ပါတယ်ဒါပေမဲ့ Nick ကတားဆီးလေးအမျိုးသမီးရဲ့ဆူဆူဆန်းဆန်းစိတ်ကပုံမကြီးထွားလာလေးပါပဲ Nick တစ်ခုခုကိုလှုပ်ဝက်ထားမှန်းသူအသေးချာယုံကြည်သွားခဲ့တယ်တနေ့မှာတော့သူကတိတ်တဆိတ် Nick ရဲ့နောက်ကိုနောက်ယောင်ခံလိုက်ခဲ့ပါတယ်ဒါကိုမြင်သွားတဲ့ Nick ရဲ့ဒေါသကပောက်ကွဲသွားခဲ့ရတယ်သူကဒေါသတကြီးနဲ့ချင်းချောက်ခဲ့ပြီးအခုချက်ချင်းမရက်ရင်အကျိုးဆက်ကမကောင်းဘူးလို့ပြောပါတယ်အံ့ဩစရာကောင်းတာကအမျိုးသမီးကနည်းနည်းလေးတောင်မကြောက်ပါဘူးသူကမရက်မနာဆက်ရှောက်နေခဲ့တယ်သူရှိကိုတိုးလာလေးရွှေတောင်ကြီးကလည်းနီးကပ်လာလေးဖြစ်ပြီးဒါကပဲ Nick ရဲ့ဒေါသကိုပုံမဆိုးရွားစေခဲ့ပါတယ်နောက်တစ်ခဏမှာတော့ Nick ကဒေါသလျောက်သူ့ကိုတိုက်ခိုက်ပြီးအဲ့ဒီအမျိုးသမီးကိုတက်ပစ်လိုက်ပါတော့တယ်ပတ်လည်မှာတိတ်ဆိတ်မှုတွေဖုံးလွှမ်းသွားခဲ့တယ်ခဏကြာမှ Nick ကအဲ့ဒီအမျိုးသမီးရဲ့ရေဘူးကိုယူပြီးရေကိုအမြန်တောက်လိုက်ပါတယ်ရေကြောင့်အင်အားအချို့ပြန်လည်ရရှိလာပြီးနောက်ချက်ချင်းပဲကျင်းတစ်ခုတူကအမျိုးသမီးရဲ့အလောင်းကိုမြင်မြုပ်လိုက်ပါတယ်ဒါပေမဲ့ဒီငြိမ်းချမ်းမှုကကြကြမခံပါဘူးမကြခင်မှာပဲတောခွေးတွေကအလောင်းကိုပြန်ပြီးတူးထုတ်လိုက်ကြပါတယ်ဒါကိုမြင်တော့ Nick မတက်တာတော့ပါဘူးအရင်ဆုံးအဲ့ဒီတောခွေးတွေကိုမောင်းထုတ်ခဲ့ရပြီးနောက်တက်တေဖြောက်ဖြက်ဖို့အတွက်ထင်းမြောက်များကိုစုဆောင်းတာမိဘုံကြီးတစ်ခုဖန်တီးပြီးအလောင်းကိုပြဖြစ်တဲ့အထိမိရှုပစ်လိုက်ပါတယ်အရာအားလုံးပြီးဆုံးသွားပြီးနောက်သူဟာရွှေတောင်ကြီးရဲ့ရှေ့မှာပြန်လည်ရနေခဲ့ပါတယ်တောက်ပနေတဲ့ရွှေတွေကိုကြည့်ပြီးသူ့စိတ်ထဲမှာထူးဆန်းတဲ့ဝေခွဲမရမှုတွေဖြစ်ပေါ်လာခဲ့တယ်ဒီစီစိတ်ဥစ္စာကတကယ်ပဲဒီလောက်ထိပေးဆက်ရမယ့်တန်ဖိုးနဲ့ထိုက်တန်ရဲ့လားနောက်တနေ့မနက်မှာ Nick ဟာနှစ်ချိုက်စွာအိပ်ပျော်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဆက်တလိုက်ဖုန်းမိလာခဲ့တယ်ဒါဟာသူ့ဖော်ရဲ့ဖုန်းခေါ်ဆိုမှုဖြစ်ပါတယ်ဖုန်းကိုကင်လိုက်တာနဲ့တစ်ဖက်ကနေတုံးလုံးချောက်ချနေတဲ့အတန်ထွက်လာပါတယ်လမ်းမှာသူတို့ရုတ်တရက်တိုက်ခိုက်ခံရကြောင်းနဲ့အခြေအနေတွေကအရင်ကထက်ပုံမအနေနဲ့များနေကြောင်းပြောပါတယ်သူတို့က Nick ကိုနောက်ထပ်2ရက်လောက်စောင့်ဖို့ပြောပါတယ် Nick ကသူ့ရဲ့အခက်အခဲတွေကိုပြောပြနေတော့မှပဲအဝေးကိုမောင်းထွက်သွားတဲ့ကားတစ်စီးကိုရုတ်တရက်မြင်လိုက်ရတဲ့ဒါကိုမြင်ပြီးသူဖုန်းကိုချက်ချင်းချလိုက်ပါတယ်သူ့အုံနောက်ထဲမှာအစီအစဉ်တစ်ခုပေါ်လာခဲ့ပါပြီသူရွှေတုံးကိုယူပြီးအရင်ဆုံးထွက်ခွာသွားဖို့စဉ်းစားပါတယ်ဒါပေမဲ့စိတ်ရတဲ့နေရာမှာတော့ရွှေတောင်ကြီးတစ်ခုလုံးပေါ်ထားရှိတဲ့လောဘကရှင်တန်နေတော့မှပဲသူအရာအလုံးကိုဒီတိုင်းဆွတ်လုပ်ပြီးသွားဖို့အစင်မတင်သေးပါဘူးနောက်ဆုံးမှာတော့သူဘာမှမတတ်နိုင်ပဲအခြေအနေကိုပဲစောင့်ကြည့်နေခဲ့ရပါတယ်ညနေဆောင်မှာသူမိဖို့ကိုထင်းတွေစူဆောင်းနေခဲ့ပါတယ်ဒါပေမဲ့ကောင်းကင်ဘက်ကိုမောကြည့်လိုက်တဲ့အခါမှာတော့သူ့မျက်နှာဟာကြောက်ရွံ့မှုတွေနဲ့ပြင်းထန်သွားခဲ့ရတယ်အဝေးကနေပြင်းထန်တဲ့တဲမုန်တိုင်းတစ်ခုကသူ့စီကိုဥတီရွေလျားလာနေတာပါဒါကိုမြင်ပြီး Nick အတိစိတ်လွတ်မတက်ဖြစ်သွားခဲ့ရတယ်သူမိမိအသက်ကိုကာကွယ်ဖို့အတွက်ထွက်ပြေးပါတော့တယ်သူ့ရဲ့ယာယီတဲ့အိမ်စီကိုပြေးခဲ့ပေမဲ့ဒီလိုအားနည်းတဲ့ခိုးလုံရကအဲ့ဒီမုန်တိုင်းကိုဘယ်လိုလောက်ခံနိုင်ရရှိမှလဲပြင်းထန်တဲ့လေတိုက်နှုန်းကြောင့်တံပြားတွေလွင့်စင်သွားခဲ့ရပါတယ်အခုတော့ Nick မှာပုံးစရာနေရာမရှိတော့ပါဘူးသူယူသွတ်သူတယောက်လိုဟိုဒီပြေးလွှားနေခဲ့တယ်
ရုတ်တရက်သူဟာ6တွေ့နေတဲ့တစ်ပင်တစ်ပင်နဲ့တိုက်မိပြီးမြေကြီးပေါ်ပြုတ်ကျသွားခဲ့ပါတယ်။သူတဲထဲမှာနစ်မြုပ်သွားခဲ့ပြီးမိမိကိုယ်ကိုရုံထွက်ဖို့ကြိုးစားနေခဲ့ရတယ်။ဒီအတော်အတွင်းမှာပဲတစ်ပင်ရဲ့ထက်မြက်တဲ့တစ်ကိုင်းတစ်ခုကသူ့ရဲ့ပိုက်ထဲကိုထိုးဆိုင်ဝင်သွားခဲ့ပါတယ်။နာကျင်စွာညီးတွားရင်သူတနည်းနည်းနဲ့ထွက်လိုက်တယ်။သူပက်ပက်လဲကိုချက်ချင်းကြည့်လိုက်ပြီးရွှေတောင်ကြီးရှိမဲ့နေရာကိုမှတ်မိဖို့ကြိုးစားနေခဲ့ပါတယ်။နေရာကိုခံမှတ်မိတာနဲ့သူအချိန်ပြည့်နဲ့အဲ့ဒီဘက်ကိုပြေးသွားခဲ့တဲ့တဲနဲ့မြေကြီးတွေကိုဖယ်ရှားလိုက်တဲ့အခါရွှေတွေကိုမြင်လိုက်ရပြီးသူ့ရဲ့မျောလင်းချက်တွေပြန်လည်နိုးထလာခဲ့ပါတယ်။ဒါပေမဲ့သူ့ခန္ဓာကိုယ်ကတော့အရှုံးပေးနေခဲ့ပါပြီ။ပြင်းထန်တဲ့နာကျင်မှုကိုအောက်ရေးခံရင်သူ့ပိုက်ထဲမှာထိုးဆိုင်နေတဲ့တစ်သားချောင်းကိုဆွဲထုတ်လိုက်ပါတယ်ပြီးနောက်ဒဏ်ရာကိုမိုးကာစာနဲ့တင်းတင်းကြပ်ကြပ်စီးနှောက်လိုက်တဲ့တွေးတိတ်စီဖို့အတွက်6တွေ့တဲ့တစ်သားကိုမိရှုပြီးတန်ဖုံးတစ်ခုကိုအပူပေးလိုက်ပါတယ်ထိုးနောက်သွားကိုတင်းတင်းကြိတ်ပြီးအဲ့ဒီညီရဲနေတဲ့ပူပြင်းတဲ့တံပြားကိုသူ့တန်ရာပေါ်မှာကတ်လိုက်ပါတယ်ပြင်းထန်တဲ့နာကျင်မှုကြားကပဲတွေးထွက်တာနောက်ဆုံးမှရက်တန့်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူမောပန်းရွမ်းနေပြီးလဲကြတာသတိမေ့မျောသွားခဲ့ပါတော့တယ်သတိမေ့မျောနေစဉ်အတွင်းသူ့အမြင်ထဲမှာထူးဆန်းတဲ့မြင်ကွင်းတွေပေါ်လာခဲ့ပါတယ်သူတက်ခဲ့တဲ့အမျိုးသမီးကိုပြန်မြင်ရပြီးအခုတော့သူမကလေးများနဲ့သူ့ကိုချိန်ရွယ်ထားပါတယ်ဖြည်းဖြည်းချင်းသူ့ရဲ့စိတ်အာရုံခြောက်ခြားမှုတွေကပုံမကြောက်စရာကောင်းလာခဲ့တဲ့တခါတရံအဲ့ဒီအမျိုးသမီးကသူ့ကိုရေတိုက်နေတယ်လို့မြင်ရပြီးတခါတရံမှာတော့ကြောက်မက်ဖွယ်ပုံသဏ္ဍာန်နဲ့သူ့ရှိမှမတ်တက်ရနေတာကိုမြင်ရပါတယ်နစ်ရဲ့အုံနောက်ကအခုချိန်မှာအမှန်တရားနဲ့စိတ်ကူးယဉ်မှုကိုခွဲခြားနိုင်စွမ်းမရှိတော့ပါဘူးတိုးတော်လဲသူ့ရဲ့အလိုဆန္ဒကတော့တခုတည်းပါပဲသူအဲ့ဒီရွှေတောင်ကြီးစီကိုပဲထပ်မံရောက်ရှိချင်နေတာပါအဲ့ဒီအချိန်မှာဆက်တက်လိုက်ဖုန်းထပ်မံမိလာပြန်ပါတယ်ဒါဟာသူ့ဖော်ရဲ့ဖုန်းခေါ်ဆိုမှုဖြစ်ပါတယ်သူအခုမကြခင်ရောက်တော့မှဖြစ်ကြောင်းနဲ့နစ်ကိုဘလို့အခြေအနေမျိုးမှမဆိုရွှေတွေကိုလုံခြုံအောင်ထိန်းသိမ်းထားဖို့ပြင်းပြင်းထန်ထန်မှကြားပါတယ်နစ်ကချက်ချင်းပဲရွှေတောင်ဘိုးကိုတက်သွားခဲ့ပြီးပေါ်နေတဲ့မျက်နှာပြင်တွေကိုတဲတွေနဲ့အမြန်ပြန်ဖုံးပါတော့တယ်ရုတ်တရက်သူ့ရှိမှာအဲ့ဒီအမျိုးသမီးထပ်မံမတ်တက်ရနေတာကိုမြင်လိုက်ရတယ်ခဏလောက်တော့နစ်ဆုံသွားခဲ့တဲ့အမျိုးသမီးကဖြင်းညင်းစွာနဲ့နစ်မစားဘူးလားလို့မေးပါတယ်နစ်ကတည်ငြိမ်တဲ့လေတံနဲ့မစားဘူးလို့ပြန်ဖြေတယ်အမျိုးသမီးကထပ်ပြောတယ်ငါနဲ့အတွက်တစ်ခုခုယူလာပေးမယ်နစ်ကစိတ်တူတူနဲ့နင်မကြဘူးလားငါမစားဘူးလို့ပြောနေတယ်လေလို့ပြောပါတယ်အမျိုးသမီးကထပ်ပြီးစူးစမ်းရှာတဲ့နားထောင်ဆန်းအဲ့ဒီအနားမှာရေးရှိတဲ့ကူတစ်ခုရှိတယ်ငါနင့်ကိုအဲ့ဒီကိုခေါ်သွားပေးနိုင်တယ်နစ်ကသူ့စကားကိုဖြတ်ပြီးသွားစမ်းတီကနေလို့ပြောပြီးအေးဆက်ဆက်လေးတန်းနဲ့ဆက်ပြောတယ်နင်းတေးသေးရှင်းရှင်းငါနဲ့မဆိုင်ဘူးထွက်သွားပေးရင်ရပြီအမျိုးသမီးကခဏလောက်စိတ်နေပြီးနောက်မေးခွန်းတစ်ခုမေးခဲ့ပါတယ်ဒါဆိုနေငါရဲ့အမွှာညီမကိုမမြင်မိဘူးလားဒါကိုကြားလိုက်ရတဲ့အခါနစ်စွန့်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအမှန်တရားကပေါ်ထွက်လာခဲ့ပါတယ်ဒီအမျိုးသမီးကနစ်တက်ပစ်လိုက်တဲ့အဲ့ဒီအမျိုးသမီးရဲ့အမွှာညီမဖြစ်နေခဲ့တာပါဒါပေမဲ့နစ်ကတက်တေတွေကိုကြိုတင်ဖျောက်ဖျက်ထားပြီးဖြစ်လို့အလောင်းကိုပြဖြစ်တဲ့အထိမိရှုခဲ့တာကြောင့်အယိုးပိုင်းစားလေးတောင်မကြံခဲ့ပါဘူးသူ့ညီမရဲ့ဘာအရေးရောင်မှမတွေ့ရတဲ့အတွက်နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသမီးဟာလှည့်ပြန်သွားခဲ့ပါတော့တယ်ဒါကိုမြင်ပြီးနစ်တက်ပြင်းချနိုင်ခဲ့ပြီးမကြခင်မှာပဲနှစ်ချိုက်စွာအိပ်ပျော်သွားခဲ့ပါတယ်သူပြန်လို့လာတဲ့အခါမှာတော့ပတ်ပတ်လည်မှာမီးတွေတောက်တောင်နေခဲ့ပါတယ်တကယ်တော့အဲ့ဒီအမျိုးသမီးကတောခွေးတွေရန်ကနေနစ်ကိုကာကွယ်ပေးဖို့အတွက်ဒီမီးတွေကိုဖိုးပေးခဲ့တာဖြစ်ပါတယ်တတိယလာတာနဲ့နစ်ကသူ့ဖော်စီကိုချက်ချင်းဖုန်းခေါ်ခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်ကတော့အရင်တိုင်းပဲမကြခင်ရောက်တော့မယ်ဆိုတဲ့အဖြေပဲပေးခဲ့ပါတယ်ရိုးအလှတဲ့နစ်ကသူတို့ရဲ့စကားကိုနောက်တစ်ချိန်ထပ်ပြီးယုံကြည်မိပြန်တယ်ဒါပေမဲ့အခုချိန်မှာတော့အချိန်ကသူ့လက်ထဲကနေကုံဆုံးလို့နေပါပြီမိတွေဖြည်းဖြည်းချင်းငြိမ်းသွားတာနဲ့အမျှအန်ရီကလည်းထပ်မံကြီးထွားလာပါတယ်ဆာလောင်နေတဲ့တောခွေးအုပ်ကြီးကမိမိကိုယ်ကိုမထိန်ချုပ်နိုင်တော့ပါဘူးနစ်လုံးဝအားရင်ကုန်ခန်းနေပြီးတိုက်ခိုက်ဖို့ခွန်အားလည်းမကျန်တော့ပါဘူးနောက်ဆုံးမျောလင်းချက်အနေနဲ့သူ့ဖော်စီကိုထပ်မံဖုန်းခေါ်ခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့ဘာတုံ့ပြန်မှုမှမရှိတော့ပါဘူးအဲ့ဒီအချိန်ကျမှပဲသူ့အမှန်တရားကိုသဘောပေါက်သွားခဲ့ပါတယ်ဒါတွေအားလုံးဟာသူ့ဖော်ရဲ့ကြိုတင်ကြံစီထားတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်သူတို့ကသူ့ကိုဒီနေရာမှာတယောက်တည်းပစ်ထားခဲ့တာပါဒါပေမဲ့အခုတော့အချိန်နောက်သွားခဲ့ပါပြီတောခွေးတွေကလည်းသူတို့ရဲ့တားကောင်အားနေနေပြီဆိုတာကိုသဘောပေါက်သွားကြတယ်နောက်တစ်ခဏမှပဲသူတို့ဟာအုပ်စုလိုက်နစ်ပေါ်ကိုဝိုင်းအောင်တိုက်ခိုက်ကြပါတော့တယ်အခုတော့နစ်ခါအဝေးကမတက်ရက်နေတဲ့အဲ့ဒီရွှေတောင်ကြီးကိုပဲလှမ်းကြည့်နိုင်ပါတော့တယ်သူ့မျက်လုံးထဲမှာလောဘတွေရှိနေသေးပေမဲ့ခန္ဓာကိုယ်ကတော့လုံးဝရှုံးနေသွားခဲ့ပါပြီခဏအတွင်းမှာပဲသူဟာတောခွေးတွေရဲ့အစာဖြစ်သွားခဲ့ရပါတယ်မြင်ကွင်းပြောင်းလဲသွားတဲ့အခါအနီးနားကတောင်ကုန်းတစ်ခုပေါ်လာပါတယ်။အဲ့ဒီနေရာမှာသူ့ရဲ့အဖေဖြစ်သူကမှန်ပြောင်းတဲ့ဓာတ်တွေအားလုံးကိုလှမ်းကြည့်နေကြတာပါ။မြေကြီးပေါ်မှာပြန့်ကျဲနေတဲ့ secret တွေနဲ့ဘေးနားကမဟုတ်ဘူးခွန်တွေကသူဒီနေရာမှာပုံပေါင်းပြီးစောင့်ဆိုင်းနေကြတာရပ်ပေါင်းများစွာကြာပြီဖြစ်ကြောင်းသက်သေပြနေပါတယ်။ Nick လုံးဝတည်ဆုံးသွားတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူကသူ့ရဲ့အစီအစဉ်ကိုရှေ့ဆက်ပါတော့တယ်။အခုတော့သူ့လမ်းကြောင်းမှာအကြီးမားဆုံးစူးညောင်းကလေးဖြစ်တဲ့ Nick မရှိတော့ပါဘူး။ရွှေတောင်ကြီးတစ်ခုလုံးကအခုတော့သူ့တယောက်တည်းအတွက်ပဲဖြစ်သွားပါပြီ။သူအောက်ကိုဆင်းတော့မဲ့အချိန်မှာပဲရုတ်တရက်ညတစင်းရောက်လာပြီးသူ့ကိုမှန်သွားခဲ့ပါတယ်။သူအဲ့ဒီနေရာမှာတင်ရက်တန့်သွားခဲ့ရတယ်။အဲ့ဒီအမျိုးသမီးကဝေးဝေးကိုထွက်သွားခဲ့တာမဟုတ်ပဲအခုထိပုံအောင်ပြီးဓာတ်တွေအားလုံးကိုစောင့်ကြည့်နေခဲ့တာထင်ရှားပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးမိမိတို့ရဲ့လောဘအတွက်ထိုက်တန်တဲ့တန်ဖိုးကိုပေးဆက်ခဲ့ကြရပါပြီ။ဘလို့စီးစိမ်ဥစ္စာမျိုးအတွက်မဆိုသူတို့အရာအားလုံးကိုယဉ်ကျေးခဲ့ကြပေမဲ့အဲ့ဒီစီးစိမ်ဥစ္စာကအခုတော့တခြားတစ်ယောက်အတွက်ကောင်းချီးမင်္ဂလာဖြစ်သွား။ထားခဲ့ပါပြီ။ဒီခါတီးတဲ့အမှန်တရားနဲ့အတူပဲပုံပြင်လေးကဒီမှာတင်ပြီးဆုံးသွားပါတော့တယ်။